ရှင်ခဲ့ပင်ပန်းတဲ့အချစ်ရဲ့မုန်းလို့ပြရလို့မင်းရဲ့နာမကတွင်နေပေမဲ့ခါတီလို့တဲ့စကားများချောင်းများချေကငုံနေခဲ့အိမ်မချေကပုံရိပ်လေးများမိမင်ကပြိုခွဲချောင်းချွေးဆိုလဲနောက်ဆုံးချိန်မှာ